Hello မင်္ဂလာပါညီကိုတို့ဒီနေ့ကတော့ကျွန်တော်နည်းနည်းအားချောင်းမယ်ပေါ့ဗျာနော်စကကြီးပါသွားလို့ရှိရင်လည်းကျွန်တော်ကြိုတောင်းမှပါတယ်နော်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ဒီလမှာကျွန်တော်ကိုပိုင်ဝင်နဲ့18သိန်းလောက်ကျွန်တော်ထောက်ပံ့ဖြစ်တယ်ဗျနော်ပြီးခဲ့တဲ့လဆို21သိန်းကျွန်တော်ထောက်ပံ့ဖြစ်တယ်ဒီလမှာတော့ကျွန်တော်စုပေါင်းကျွန်တော်တွက်ကြည့်လိုက်ကျွန်တော်တယောက်တည်းရဲ့ကျွန်တော်ရဲ့ဝင်ငွေဖြစ်တယ်မြေတူတူတယောက်ချင်းစီကမှကျွန်တော်အလူခံထားခြင်းကောက်ခံထားခြင်းလုံးဝမရှိဘူးကျွန်တော်ဒီကြတော့ကျွန်တော်ရဲ့ caption မှာကျွန်တော်ရေးပေးထားပါမယ်ကျွန်တော်ရဲဘော်ညီကိုတွေကိုကျွန်တော်အမြဲတမ်းထောက်ပံ့ပေးနေပါတယ်အဓိကကျွန်တော်ဘဝတစ်ခုလုံးကိုကျွန်တော်တော်လိုင်းရေးမှာနှစ်ထားပြီးသားဖြစ်တယ်ပုံအပ်ထားပြီးသားဖြစ်တယ်ထောက်ပံ့နေကြတဲ့လူတွေလည်းအများကြီးရှိနေမယ်ကိုပိုင်ဝင်ငွေတွေနဲ့တချို့ကြောက်လည်းကျွန်တော်လူမျိုးထောက်ပံ့မပေးနိုင်လို့အတွက်စိတ်မကောင်းဖြစ်ခြင်းလည်းဖြစ်နေမှာပါဒါပေမဲ့သူတို့မိသားစုတွေရှိနေမယ်နိုင်ငံမှာရှိတဲ့ကျွန်တော်ညီကိုမတွေကလည်းကိုထောက်ပံ့တဲ့ငွေရာနည်းသည်ဖြစ်စေများသည်ဖြစ်စေထိရောက်နဲ့မြေပြင်မှာတကယ်ထိရောက်တဲ့တရင်တက်ဖွဲ့တွေကိုရောက်ဖို့လိုပါတယ်နော်ဒါလေးကျွန်တော်အကြံပြုပါတယ် DRF ကိုလည်းထောက်ပံ့မယ်ကျွန်တော်မြေပြင်မှာကမ်ပိန်းတွေတရင်တက်ဖွဲ့တွေမှာလောက်တဲ့ကမ်ပိန်းတွေကိုလည်းထောက်ပံ့မယ်ဆိုရင်ထိရောက်မှာဖြစ်ပါတယ်နော်အဲ့တော့အခုလိုမျိုးကျွန်တော်ပြောတယ်ဆိုတာကကျွန်တော်ကြွားတာမဟုတ်ပါဘူးကျွန်တော်ရဲဘော်ညီကိုတွေကိုမြေပြင်မှာရှိတဲ့ရဲဘော်ညီကိုတွေကိုကျွန်တော် motivation ရစေခြင်းလို့ပါကျွန်တော်ဒီတိုင်းကျွန်တော်အလုပ်လုပ်နေတဲ့ရဲဘော်ညီကိုတွေအတွက်ဖြစ်တယ်ဟုတ်လားရဲဘော်ညီကိုတွေကလည်းရှေ့မှာစစ်တိုက်တယ်ကျွန်တော်3ပုံထဲမှာတစ်ပုံကဖဲကျွန်တော်ယူပါတယ်2ပုံကိုကျွန်တော်ညီကိုတွေအတွက်ကျွန်တော်ထောက်ပံ့ပေးပါတယ်ညကကျွန်တော် live လေးတစ်ခုတွေ့ပါတယ်ဒါကျွန်တော် live လေးတစ်ခုတွေ့တာဘာလဲဆိုတဲ့အခါတော့သူတို့မဲရောင်းနေတဲ့အချိန်မှာ live လွှင့်နေတာပေါ့နော်သူတို့အဲ live ကိုကျွန်တော်ကြည့်တဲ့အချိန်မှာလူတစ်ယောက်ကနေပြီးတော့မှဝင်ပြောတာဖြစ်မှာပေါ့ဗျာအဲ့မှာဟိုဆယ်လီတယောက်မပါဘူးလားပေါ့ဆယ်လီတယောက်မပါဘူးလားလို့မေးတဲ့အချိန်မှာဆယ်လီတယောက်မပါဘူးသူဒီနေ့မအားလို့လားဘယ်လိုလဲတော့မသိဘူးပေါ့အဲ့လိုပြောတဲ့အချိန်မှာခုနပြောလို့ဆယ်လီမပါလဲအကိုတို့ရှိနေတာပဲလေတဲ့ရဲဘော်တွေလည်းရှိနေတယ်တဲ့အဲ့လိုမျိုးပြောတယ်ပေါ့ဗျာအဲ့တော့ဆယ်လီမပါရင်တော့ तू ကမဲလည်းမဝယ်တော့ဘူး तू မကြည့်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုးပြောသွားတာတွေ့ရတယ်ပေါ့နော်ညာအဲ့တော့ကျွန်တော်စိတ်မကောင်းစရာလေးတစ်ခုဖြစ်မိတယ်ပြီးရင်တစ်ခုသွားမြင်မိတယ်ဆယ်လီတွေကဒီလောက်တော့အရေးပါလားပေါ့ဆယ်လီတွေကိုတော်တော်လေးကိုယုံကြည်ကြတာပဲဆိုတာကိုကျွန်တော်သွားမြင်မိတယ်ပေါ့ဗျာဆယ်လီတွေအကုန်လုံးကိုလည်းမဆိုလိုပါဘူးနာမည်ကြီးတဲ့သူတွေကိုအားလုံးမဆိုလိုပါဘူးเนาะအဲ့တော့ကျွန်တော်မြင်မိတာဆယ်လီပါမှ तू ကလှူကျင်တဲ့ပုံစံမျိုးဖြစ်တယ်ဆယ်လီပါမှ तू ကမဲဝယ်မဲ့ပုံစံမျိုးဆယ်လီတယောက်ပါမှလှူကျင်တဲ့ပုံစံမျိုးကိုသွားတွေ့ရတယ်ဗျာဒီကကြော်ကြားတဲ့သူတွေဆယ်လီတွေကိုတော်တော်ယုံကြည်ကြတာပေါ့အဲ့လူတွေကပဲသူတို့လိန်သွားတာတွေအများကြီးရှိရတယ်ကျွန်တော်အများကြီးမြင်တွေ့ရတယ်ကျွန်တော်တို့အကုန်လုံးမဆိုလို့เนาะအခုကျွန်တော်ပြောရတဲ့အထဲမှာဟိုတလောကထိုင်းမှာမတွေ့ဘူးလားဟိုကောင်တကောင်စောက်ယူလို့စောက်ဘောလို့တကောင်เนาะဘယ်သူပါလေးအဲ့ကောင်နာမည်ကျွန်တော်လည်းမေ့သွားပြီထားပါเนาะအဲ့မှာဟို passport တွေလောက်မယ်ဟိုဘတ်တွေလောက်ပေးမယ်ဆိုပြီးတော့လိန်သွားတဲ့တယောက်လေဗျာတရင်တစ်ဖွဲ့တွေကလောက်တာဒါတိုင်းလောက်နေတဲ့ကမ်ပိန်းတွေဖြစ်တယ်ဒါတိုင်းလောက်နေတဲ့ကမ်ပိန်းတွေဖြစ်တဲ့အတွက်ကြောင့်မယုံကြည်စရာအကြောင်းမရှိပါဘူးเนาะယုံကြည်စိတ်ချရပါတယ်ဗျเนาะဒါသွားဝယ်မဲလဲသွားဝယ်လို့ရတယ်သွားပြီးတော့ထောက်ပို့လို့လည်းရပါတယ်เนาะအဲ့ဒါလေးကျွန်တော်ပြပြခြင်းဖြစ်ပါတယ်အဲ့တော့တချို့ဆယ်လီတွေဆိုလို့ရှိရင်လည်းထောက်ဖို့တက်ထောင်မှာနဲ့เนาะကိုပိုင်စစ်တက်ထောင်ဖို့စီစဉ်နေတာနဲ့အဲ့တော့လူထောက်ခံမှုလေးအားပေးမှုတွေရလာတယ်နည်းနည်းလေးလူတွေထောက်ခံသွားရဲဆိုကိုဘာထင်သွားတယ်လို့မသိကြပါဘူးပေါ့နော်အဲ့တော့အဓိကကတော့ယူသားဖို့ပါပဲတာရကတွေကျွန်တော်တို့ရှိမှအများကြီးရှိပါတယ်နော်ဆယ်လီတွေကိုယုံကြည်ပြီးတော့မှကျွန်တော်တို့ဟုတ်လားဟိုနာမည်ကြီးဆယ်လီတွေကိုယုံကြည်ပြီးတော့မှကျွန်တော်တို့ပေးလိုက်တဲ့ဟာတွေနော်ဘာတွေဖြစ်သွားလဲရေစုံမျောသွားတယ်နှကားကိုပဲကြည့်လိုက်နော် iris တို့ဘာတို့ဟိုမှာနှကားရဲ့အမာခံဖောက်ဖို့လုပ်ပေးတဲ့သူတွေပေါ့ဘာဖြစ်သွားလဲနောက်ဆုံးတော့ပြည်သူလူထုတွေထောက်ပံ့ဖို့ထားတဲ့ငွေကြေးတွေအလကားပဲဘာမှသုံးစားလို့မရတော့ဘူးအလကားတဲလေးရေတုံကိုဖြတ်ကုန်တာပဲเนาะဒီလိုမျိုးမဖြစ်အောင်ကျွန်တော်ပြောတာတိုင်ရင်တက်ဖွဲ့တွေမှာကမ်ပိန်းလုပ်တာတွေယုံကြည်စိတ်ကြစွာဖြင့်ထောက်ဖို့လို့ရပါတယ်ကျွန်တော်စကကြီးကျယ်တွေပြောတာမဟုတ်ပါဘူးကျွန်တော်ရဲဘော်ညီကိုတွေကိုကျွန်တော် motivation အနေနဲ့ကျွန်တော်ခွန်အားဖြစ်စေခြင်းလို့ကျွန်တော်အခုလိုမျိုးပြောတာဖြစ်ပါတယ်အဲ့တော့မြေပြင်မှာရှိတဲ့ညီကိုတွေကလည်းဘာမှအားမငယ်ပါနဲ့စိတ်တက်မကြပါနဲ့ကျွန်တော်တို့ရှိနေတယ်ကျွန်တော်တို့ရုန်းကန်နေတယ်အဲ့တော့ရဲဘော်ညီကိုတွေစိတ်တက်မကြပါနဲ့ကျွန်တော်တို့အတူတူသွားကြမယ်เนาะကျွန်တော်တို့တူတူရုံးကြမယ်ဖြစ်ပဲအဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ comment မှာကျွန်တော်ညီကိုမောင်နှမတွေရဲ့အမြင်လေးတွေကိုဝေငှလို့ရပါတယ်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံး view စိုက်ကြပါ